ိုနေ့ကကျွန်တော်ညမကကျွန်တော်အကောင့်နဲ့ဟို Facebook ကဝင်ငွေဆိုပြီးတွဲပြီးတယ်ဒေါ်လာ6ကျပ်တဲ့မြန်မာငွေ3000ပေါ့အဲ့ဒါနဲ့ကျွန်တော်ခရီးတစ်ခုထွက်လာခဲ့ပြောပြလိုက်ပါဘယ်ရောက်နေပြီဒီကထက်တက်ပေါ့ဟုတ်အားမရှိတဲ့ဒီဆိုင်ပြောရင်ခေါ်ပြီးဟုတ်ကျေးဇူးပါဗျာဟုတ်ကဲ့ကိုပြန်ရှင်းလို့ရမလားဟုတ်ရတယ်လေမ9ယောက်တစ်ခွက်ဟုတ်ကဲ့ရတယ်စီထဲတာ1000ပြီးတော့စားစရာဒိုလီမုဆဝယ်တာ9000ကျော်လောက်ကျသွားတယ်ထင်တယ်ဟုတ်ဟိုကြတော့ကားကအသွားပရန်တယောက်ကို3000စီထပ်ပေးရတယ်မစိုးပါဘူးပြောလိုက်ပါဦးဒီလိုက်ကြီးကိုစူပါကားနဲ့ဖြတ်မောင်းလာတာမင်းမျိုးတော့ဘယ်ရောက်သွားပြီလဲမင်းဝေးတော့ဝေးမင်းမျိုးတော့မမြင်ရတော့နော်ဝေးရောက်လာမိမိဘယ်တော့မှမသိတော့ဘူးဘာဖြစ်လိုက်ပါစီးမျောပေးတဲ့လူတွေကိုကျေးဇူးတင်တယ်ဗျာ